ပြီးခဲ့တဲ့ပိုင်းမှာတော့မာဘယ်လက်တိုအဖွဲ့အားဆိုရင်ကဘာပေါ်အုတ်ကပြန်ကြလာမယ့်အရေးမှာကာကွယ်နိုင်လိုက်ကြပါတယ်ဒီပိုင်းရဲ့အစမှာတော့မာဘယ်လက်တိုအဖွဲ့ကနောက်ထပ်ဆွမ်းအားအသစ်ကိုရှာဖို့လုပ်နေကြပြီးနာဘီရဲ့တဲလွန်စာအရာလူသားတွေကိုကူညီကြမှာဖြစ်ပါတယ်အဲ့လိုနဲ့မာဘယ်လက်တိုအဖွဲ့လေလူကြီးကအစကလေးအဆုံးအချောက်ပါမကြံလူလီတွေမရှိကူညီလိုက်ကြပြီးလူကာနဲ့အိုင်မင်တို့နှစ်ယောက်ကလည်းကိုဝင်တဲ့တယောက်နဲ့စကားပြောဖြစ်ကြပါတယ်အဲ့အချိန်ကိုဝင်တဲ့ကောင်မလေးကကလေးမွေးဖို့အရေးပေါ်အခြေအနေကိုကြုံလာရတာကြောင့်ကလေးမမွေးဘူးတဲ့ FV နှစ်ကောင်ကလည်းတိုင်ပတ်နေပါတယ်ကံကောင်းစွာနဲ့ပဲသူတို့နှစ်ယောက်စီကိုလမ်းသွားလမ်းလာဆရာဝန်ကောင်မလေးတယောက်ကရောက်လာခဲ့တာကြောင့်သူတို့အစားကိုဝင်တဲ့ကိုဆေးရုံပို့ပေးဖို့လုပ်ပါတယ်ဒါပေမဲ့ဘာရဲ့ကြောင့်မှမသိပဲဇန်ကရက်ကောင်တွေကရောက်လာခဲ့တာကြောင့်လူကာတို့နှစ်ယောက်လည်းကိုကိန်းကြားအဖြစ်နဲ့ဇန်ကရက်ကောင်တွေကိုတိုက်ခိုက်ပြီးလမ်းကြောင်းရှင်းပေးလိုက်ပါတယ်ကိုဝင်တဲ့ကောင်မလေးကတော့ချောချောရှူရှူဆေးရုံကိုရောက်သွားလားမရောက်သွားလားမသိပေမဲ့လူကာတို့နှစ်ယောက်ကတော့ဇန်ကရက်ကောင်တွေကိုတော်တော်လေးကိုတိုက်ခိုက်လိုက်ရပါတယ်အားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့သူတို့နှစ်ယောက်လည်းကိုဝင်တဲ့ကောင်မလေးကိုခေါ်သွားတဲ့ဆေးရုံနောက်ကိုလိုက်သွားကြပြီးအကျိုးအကြောင်းသွားမေးကြည့်ကြပါတယ်အဲ့လိုသတင်းမရကနေကိုဝင်တဲ့ကောင်မလေးကိုဆေးရုံပေါ်ခေါ်လာပြီးဖြတ်သွားဖြတ်လာတာမီဆူလို့ခေါ်တဲ့ကောင်မလေးကဒန်နာရီလာကိုကိုဖိုင်အဖွဲ့ဝင်ဂိုးပင်းဆိုတာကိုတီးလိုက်ကြပါတယ်လူကာနဲ့အိုင်မင်တို့နှစ်ယောက်ကလည်းအရေးပေါ်စီးတပ်ဖွဲ့တာမီဆူကနာဘီပြောတဲ့လူတွေကိုကူညီရမယ်ဆိုတဲ့ဟော့ကိန်းတွေကနောက်ထပ်ဆွမ်းအားနေရမှာဆိုတာကိုတီးလိုက်ကြပြီးမာဘယ်လက်တိုအဖွဲ့နဲ့အချောက်သုံးကောင်အဖွဲ့ကိုအတိလန်းပေးလိုက်ပါတယ်တာမီဆူကတော့အရေးပေါ်ကားတစ်စီးနဲ့ထိခိုက်ထဏ်ရာရထားတဲ့လူတွေအကုန်လုံးကိုအရေးပေါ်လိုက်ကန်နေတဲ့အချိန်သူတို့စီကိုဇန်ကရက်ကောင်တွေကထပ်ပြီးရောက်လာပါတယ်ဘာလို့တရက်ထဲမှာဇန်ကရက်ကောင်တွေနဲ့နှစ်ကြိမ်ကြုံနေရတာမှမသိပေမဲ့အဲ့အချိန်လူကာတို့နှစ်ယောက်ကလည်းကိုကိန်းကြားအဖြစ်နဲ့မြန်မြန်ဆန်ဆန်ပဲရောက်လာပြီးတာမီဆူကိုကောက်ွယ်ပေးလိုက်ကြပါတယ်ဒါပေမဲ့အသက်သွင်းခံထားရတဲ့ရိန်ဂျာကြီး၃ကောင်နဲ့ဘတ်စကိုကပါရောက်လာခဲ့ပြီးဒဏ်ရာရထားတဲ့ကလေးကိုကဲရှင်တာဆူမီကိုဂိုဂိုဖိုက်တွေရဲ့ဆွမ်းအားနေရာမှာတွေကိုပေးရမယ်လို့အကြက်ကင်ပါတယ်တာဆူမီအပြင်လူကာတို့နှစ်ယောက်လည်းဘတ်စကိုနဲ့သူ့ရဲ့အသက်သွင်းထားတဲ့ရိန်ဂျာကြီးတပ်ဖွဲ့ကအင်အားများလုံးနေတာကြောင့်ဘာလို့လို့ရမယ်မှမသိပဲတိုင်ပတ်နေကြပါတယ်တာဆူမီကတော့ဇန်ကရက်ကောင်တွေရောက်နေကြတာသူ့စီကဆွမ်းအားနေရာမှာကိုလိုရှင်လို့ဆိုတာကိုသဘောပေါက်သွားပြီးဘတ်စကိုစီမှာတူတယောက်ထဲနေခဲ့ဖို့လုပ်ပါတယ်လူကာနဲ့အိုင်မင်တို့နှစ်ယောက်ကတော့တာဆူမီကိုဘတ်စကိုလက်ထဲကိုဆိတ်ချလက်ချနဲ့မအပ်နိုင်ပဲဖြစ်နေပြီးတခုခုလုပ်ဖို့ကြံစီကြပါတယ်ဒါပေမဲ့ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားရခက်နေတဲ့အချိန်အပြင်ကဘတ်စကိုကလည်းစိတ်မရှိတော့ပဲသူတို့ရဲ့လူနာတင်ကားကိုတိုက်ခိုက်ဖို့လုပ်ပါတယ်အဲ့အချိန်တာဆူမီကအချိန်မီထွက်လာခဲ့တာကြောင့်ဘတ်စကိုလည်းလူနာတင်ကားကိုပေးသွားလိုက်ပြီးတာဆူမီစီကဆွမ်းအားနေရာမှာတွေကိုသူ့ရဲ့ခရာနဲ့ဆုပ်ယူဖို့လုပ်ပါတယ်ဘတ်စကိုကတော့ထုံးစံတဲ့သူ့ရဲ့ခရာကိုတုံးပြီးဆွမ်းအားနေရာမှာကိုဆုပ်ယူဖို့လုပ်ပေမဲ့ဒီချိန်မှာတော့ထူးဆန်းစွာနဲ့ပဲတာဆူမီစီကနေဆုပ်ယူလို့မရပဲဖြစ်နေပြီးဘတ်စကိုလည်းတိတ်မတင်ကားလို့စစ်စီကြည့်လိုက်တော့တာဆူမီအသွင်ပြောင်းထားတဲ့အိုင်မင်ဖြစ်နေပါတယ်နောက်တော့လူကာပါရောက်လာခဲ့တာကြောင့်ဘတ်စကိုလည်းဂျင်းထဲခံလိုက်ရပြီဆိုတာကိုသိသွားပြီးလူကာနဲ့အိုင်မင်တို့နှစ်ယောက်ကိုအုံနှင်းခွက်နဲ့တိုက်ခိုက်ပါတယ်လူကာတို့နှစ်ယောက်လည်းအလူလူအလဲလဲခံနေရတဲ့အချိန်မာဘယ်လက်တိုအဖွဲ့ကလည်းရောက်လာပါတယ်အဲ့လိုနဲ့တစ်ဖွဲ့လုံးလည်းဂိုကိုင်းကြားအတွင်ပြောင်းလိုက်ပြီးတစ်ဆက်ထင်းမှာပဲဂိုဂိုဖိုင်အဖြစ်ပြောင်းပြီးတိုက်ခိုက်ကြပါတယ်အဆုံးတက်တိုက်ကွက်ကိုတော့မာဘယ်လက်တို9ယောက်ကဖိုင်နယ်ဝေးတိုက်ကွက်နဲ့ကျုံးပေးလိုက်ကြပြီးဂိုင်းကလည်းသူ့ရဲ့ဂုံမှုအတွင်နဲ့အသက်သွင်းခံထားရတဲ့ရိန်ဂျာကီတွေကိုအံ့ပေးလိုက်ကြပါတယ်အဲ့လိုနဲ့အသက်သွင်းခံထားရတဲ့စူပါဆန်တိုက်တွေကရိန်ဂျာကီအဖြစ်ပြန်ပြောင်းသွားကြတဲ့အချိန်မှာတော့ဘတ်စကိုကရိန်ဂျာကီတွေကိုပြန်ယူသွားပါတယ်နောက်တော့ဘတ်စကိုကမြောက်ခန္ဓာကိုယ်ထဲကနေကြီးထွားခြင်းမိမိတ်စာတကောင်ထုတ်လိုက်ပြီးတိုက်ခိုက်တာကြောင့်မာဘယ်လက်တိုအဖွဲ့လည်းဂိုကိုင်းမက်ကစောအဖြစ်နဲ့ဂိုင်းကလည်းဂိုဂျူးရင်အဖြစ်ကိုပြောင်းလိုက်ကြပြီးမိမိတ်စာကိုတိုက်ခိုက်ကြပါတယ်ဒါပေမဲ့မိမိတ်စာကမာဘယ်လက်တိုကိုအဝေးကနေတိုက်ခိုက်နေတာကြောင့်မက်ကစောနှစ်ကောင်ကလည်းအနာကပ်လို့မရပဲတိုင်ပန်းနေကြတဲ့အချိန်တာဆူမီကဂိုဂိုဖိုက်တွေရဲ့ဆွမ်းအားနေရာမှာကိုမာဘယ်လက်တိုကိုပေးလိုက်ပါတယ်ဂိုဂိုဖိုက်တွေရဲ့ဆွမ်းအားနေရာမှာကိုတုံးလိုက်တဲ့အချိန်မှာတော့မာဘယ်လက်တိုရဲ့မက်ကစောခန္ဓာကိုယ်ထဲကနေရေဆွမ်းအားကိုတုံးလို့ရသွားပြီးမိမိတ်စာဆိုတဲ့ကောင်လည်းမီးကိုရေနဲ့ညင်ပြီးအံ့ပေးလိုက်ကြပါတယ်ဒါကတော့ဂိုကိန်းညာအပိုင်း23ဖြစ်ပြီးဒီပိုင်းမှာဆိုရင်မာဘယ်လက်တိုအဖွဲ့ကဂိုဂိုဖိုက်တွေရဲ့ဆွမ်းအားနေရာမှာကိုရသွားကြပါတယ်